အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုကျော်သူရယူရှင်တဲ့အတက်ကလေးကနေကျွန်တော်ရဲ့ချင်းမိတ်ဆွေဂူဒီမားတွေအားလုံးကိုမင်္ဂလာပါလို့ဦးဆက်နေကိုဆက်ရင်ကျွန်တော်ရဲ့အခုဗီဒီယိုဖိုင်လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကြအားလုံးပဲမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့အကူဒီမားတွေအားလုံးပဲညာချမ်းလေးပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့အခုဗီဒီယိုကကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအတွက်ကိုဒါ12ရက်နေ့တော့အင်္ဂါနေ့ကျွန်တော်ရဲ့အကူဒီမားတွေမနက်အတွက်ကိုလာရောက်ပြီးတော့မျှဝေပြီးတဲ့ live show လေးပဲဖြစ်ပါတယ်အားလုံးကဝင်လာပြီဆိုရင် comment လေးမှာမင်္ဂလာပါလို့မင်္ဂလာလေးရှိတော့လို့ comment လေးမှာမင်္ဂလာပါလို့မှန်ပြီးတော့ဝင်လာခဲ့ပြီးမယ်ဒါဒီအဖွင့်နေ့ရဲ့နေကုန်မှာကျွန်တော်ရဲ့အကူဒီမားတွေမနက်စေးမှာ960တဲ့ကနောင်ကျွန်တော်ရဲ့အကူဒီမား3မမီနဲ့ day main on နဲ့အဆင်ပြေခဲ့တယ်ညနေစီမှာကျွန်တော်ရဲ့အကူဒီမားတွေအဆင်မပြေခဲ့ဘူးဆိုပေမဲ့လေဒါကျွန်တော်ရဲ့အကူဒီမားတွေတီးတဲ့အတိုင်းလေးပဲเนาะကျွန်တော်ရဲ့ကိုရီမိုင်ဒီတကယ်ပဲကျွန်တော်ရဲ့ကိုရီမိုင်ဒါဒီအပွင့်နေ့ရဲ့နေကုန်မှာမနက်စီးမှာ main ကွာညနေစီးမှာတော့အဆင်ပြေခဲ့ဘူးဆိုပေမဲ့လေဒါအပီးပေါက်အခွေထဲမှာအပူးထက်ခွေတဲ့ကိုရီမိုင်တွေတော့အဆင်ပြေလိမ့်မယ်ဒါကျွန်တော်ကတော့ကျွန်တော်ရဲ့ကိုရီမိုင်တွေကိုအဆင်ပြေအောင်ကျွန်တော်ပြီးထားခဲ့တော့လေဒါညနေစီးမှာတော့ကိုပူးတဲ့ကျွန်တော်ရဲ့ကိုရီမိုင်တွေအပီးပေါက်အခွေတွေရပဲအဆင်ပြေကောင်းပြေလိမ့်မယ်ဒါအခုဗီဒီယိုဖိုင်လေးကကျွန်တော်တို့ချင်းမိတ်ဆွေကိုရီမိုင်တွေအတွက်ကိုဒါ12ရက်နေ့ဟုတ်ပြီနော်ဒါကျွန်တော်ရဲ့အကူရီမားတွေအင်္ဂါနေ့ရဲ့ဒါမနက်စီးအတွက်ကိုလာရောက်ပြီးတော့မျှဝေပြီးတဲ့ live show လေးပဲဖြစ်ပါတယ်။ကဲဒါအင်္ဂါနေ့ရဲ့မနက်မှာလည်းအစဉ်ပြောင်းကြိုးစားပြီးသွားမယ်။အင်္ဂါနေ့ရဲ့မနက်ညနေကုန်2ချိန်မှာလည်း2ချိန်လုံးဆင်ပြေခဲ့တော့ရှိရင်တောင်မှကျွန်တော်တို့မိမိနဲ့ရအောင်ပေါ့အောင်ကျွန်တော်ရဲ့အကူရီမားကျွန်တော်ကြိုးစားပြီးသွားမယ်။ကဲဝင်လာပြီဆိုရင် comment လေးမှာမင်္ဂလာပါမှတ်မယ်လက်မလေးတွေမနေ့ကတည်းလက်မလေးတွေနှိမ့်မယ်။ကျွန်တော်ရဲ့ဒါ channel အသစ်ကလေးကိုလည်းအရင်တည်းကအားပေးနေတဲ့လူဟောင်းမိတ်ဆွေလေးတွေရောကျွန်တော်တို့ဒါအခုမှမြင်လို့တွေ့လို့အားပေးတဲ့လူသစ်မိတ်ဆွေလေးတွေရောဝင်လာပြီဆိုရင်ကျွန်တော်ရဲ့ channel အသစ်ကို subscribe နှိပ်ခဲ့မယ်ဘေးနားမှာရှိတဲ့ဒီခေါင်းလေးကိုပါကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေကအမဲအောင်ပြောင်းနှိပ်ပြီးတော့အားပေးခဲ့မယ်ဟုတ်ပြီနော်ကျွန်တော်ရဲ့အကူဒီမားတွေအားလုံးပဲကဲ12ရက်နေ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအင်္ဂါနေ့ရဲ့မနက်မှာဒီကထားဆိုတဲ့1ချိန်ဒီနှစ်ခု1ချိန်ကျွန်တော်ပြောပေးနေပြီနော်ကျွန်တော်ရဲ့အကူဒီမားလိုက်ပြီးတော့မှတ်ထားပါအပန်းမကြည့်ရင် comment လေးမှာဗန်ပေးပါအင်္ဂါနေ့ရဲ့မနက်မှာအဓိကထားဆိုတဲ့1ချိန်ဒီနှစ်ခု1ချိန်မှာနှစ်ပိုင်းခွန်ပိုင်း4ပါကဲနှစ်နဲ့ပတ်သက်လို့မပတ်နိုင်ဘူးမောင်လေးရေခွန်နဲ့ပတ်သက်လို့မပတ်နိုင်ဘူးညီလေးရေဆိုတဲ့အကူဒီမားတွေအတွက်ကိုလည်းကျွန်တော်တို့ကနှစ်နဲ့ပတ်သက်လို့ main အောက်ကွက်ခွန်နဲ့ပတ်သက်လို့ main အောက်ကွက်ကိုပြောသွားပေးပါမယ်ကျွန်တော်ရဲ့ရိုးရိုးပိုင်းလေးကိုအမှန်တကယ်အားပေးပါတယ်ဆိုတဲ့အကူဒီမားတွေကလက်မလေးတွေနှိပ်ပြီးကျွန်တော်တို့ဒါအားပေးခဲ့မယ်ဟုတ်ပြီနော်ကဲနှစ်နဲ့ပတ်သက်ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးပဲနှစ်4ရယ်နှစ်5ရယ်နော်နှစ်6ကဲနှစ်8ကဲပဲဖြစ်ပါတယ်လိုက်ပြီးတော့မှတ်ထားပေးပါအပန်းမကြည့်ရင်ကျွန်တော်ရဲ့အကူဒီမားတွေ comment လေးမှာမှန်ပေးခဲ့ပါနည်းနည်းပတ်သက်ကျွန်တော်ရဲ့အကူဒီမားတွေ2 4 2 5 2 6 2 8ဒီနည်းနည်းပတ်သက်ပြီးတော့မိတ်ပါခွန်နဲ့ပတ်သက်ကျွန်တော်ရဲ့အကူဒီမားတွေခွန်1ကဲခွန်3ရယ်ခွန်5ရယ်ခွန်9ရယ်ဒီခွန်နဲ့ပတ်သက်ပြီးတော့မိတ်ပါကဲ like မှတ်ထားပါအပန်းမကြည့်ရင် comment လေးမှာမှန်ပေးခဲ့ပါအမှန်တကယ်အားပေးရင်လက်မလေးနှိပ်ပေးခဲ့ပါကျွန်တော်ပြောပေးနေတယ်နော်အကူဒီမားတွေခွန်နဲ့ပတ်သက်ရင်အားလုံးပဲနော်ဒါခွန်1ရယ်ခွန်3ရယ်ခွန်5ရယ်ခွန်9ရယ်ဒီခွန်နဲ့ပတ်သက်လို့ main အောက်ကွက်ပဲဖြစ်ပါတယ်ကဲငါနှစ်နဲ့ပတ်သက်လို့ကျွန်တော်ပြောမှာလေ main ဒီ2 4ရယ်2 5ရယ်2 6ရယ်2 8ရယ်ဒီနှစ်နဲ့ပတ်သက်လို့ main ဖြစ်ပါတယ်ကဲအပီးပေါက်အခွေကျွန်တော်ပြောသွားပေးမယ်အပီးပေါက်အခွေကီးတွဲအခွေနဲ့လိုက်ပြီးတော့ဆော့အခွေဒီမှာအပီးပေါက်ကီးတွဲအခွေဒီ3ည1 4 8 3.148ဒီကျွန်တော်ရဲ့အကူဒီမားတွေအားလုံးပဲအပီးပေါက်ကီးတွဲအခွေဒီကနန်းကိုကျွန်တော်ကအပီးပေါက်လေးကြိုက်တယ်ဒါပြင်ကိုမှကျွန်တော်ရဲ့အကူဒီမားတွေကီးတွဲနေလက်ကစားလို့ရတယ်ဒါအပီးပေါက်ထိုးခြင်းနဲ့ဆိုတဲ့အကူဒီမားကဒါလေးတွေထိုးလို့ရတယ်အကီးတွဲဒါကိုမှလုံးမရှိလို့ဗာလေးတွေကတ်ဆိုရမှမသိတဲ့အကူဒီမားတွေကကျွန်တော်ပေးထားခဲ့တဲ့ခါလေးနဲ့အဓိကထားပြီးဆော့လို့ရတယ်เนาะကီးတွဲအခွေဒီကျွန်တော်ရဲ့အခွေမားတွေ3ည1 8ဒီအပီးပေါက်ကီးတွဲအခွေဖြစ်ပါတယ်ကြအောင်လုံးပဲကျွန်တော်ရဲ့အကူဒီမားတွေအားလုံးပဲနှစ်နဲ့ပတ်သက်လို့တကွက်ကောင်းပေးမယ်ခွန်နဲ့ပတ်သက်လို့တကွက်ကောင်းပေးမယ်ပြီးရင် live show လေးကိုရထားမယ်ကျွန်တော်ရဲ့အခုဗီဒီယိုဖိုင်လေးကိုကျွန်တော်ပြောချင်တာကကျွန်တော်ရဲ့အကူဒီမားတွေအားလုံးပဲဒါကိုတဦးတယောက်တည်းရတယ်လို့ကိုတဦးတယောက်ပဲနင်းသလိုစိတ်ဆန္ဒကိုအားလုံးကမထားပါနဲ့ကိုစင်ပြလို့စင်ပြအောင်ကိုပေါက်တယ်လို့ပေါက်ရအောင်ရှင်းတဲ့အကူဒီမားတွေကဒါ share ပေးပါမျှဝေတဲ့အကူဒီမားတွေကအများမြင်အများစင်ပြအောင်လို့ဒါအကူဒီမားတွေကမျှဝေပြီးတော့ share ပေးထားပါနော်ကဲအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုလည်းအမှန်တကယ်အားပေးရင်လက်မလေးတွေနှိပ်ခဲ့ပေးပါမယ်ဟုတ်ပြီနော်ကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲကဲနှစ်နဲ့ပတ်သက်လို့ main ကွက်ကိုကျွန်တော်ပြောသွားပေးပါမယ်နှစ်နဲ့ပတ်သက်လို့မပတ်နိုင်ဘူးမောင်လေးရေ main အောက်ကွက်ကိုပြောသွားပေးပါဆိုတော့အကူဒီမတွေအတွက်နှစ်နဲ့ပတ်သက်ရင်20ဒီတက်ကွက်ကောင်းပါနှစ်နဲ့ပတ်သက်လို့ကျွန်တော်အခုမာတွေတက်ကွက်ကောင်းဒီ23ညနော်နှစ်နဲ့ပတ်သက်လို့ကျွန်တော်အခုမာမပတ်နိုင်ဘူးမောင်လေးရေ main အောက်ကွက်တွေပြောပေးပါဆိုတော့အကူဒီမတွေနှစ်နဲ့ပတ်သက်လို့ကျွန်တော်အခုမာတက်ကွက်ကောင်းဒီ23ညနှစ်3ညအားလုံးပဲเนาะတက်ကွက်ကောင်းဒီနှစ်3ညခွန်နဲ့ပတ်သက်လို့ကျွန်တော်တို့ကတက်ကွက်ကောင်းဒီ
ခွန်လေးနဲ့ကျွန်တော်ရဲ့ကိုမားတွေနှစ်တုံညာသည်အထူးမရောတင်ကွက်နှစ်ကွက်ကောင်းပါကျွန်တော်ရှိမှဖုန်းဝင်ထားတဲ့ကိုရီမှာကျွန်တော်ပြရတဲ့ဖုန်းဝင်တဲ့အဓိကထားပြီးတော့ဆော့မယ်အဆင်ပြေလိမ့်မယ်20နဲ့ခွန်လေးဒီအထူးမရောတင်ကွက်နှစ်ကွက်ကောင်းနှစ်နဲ့ပတ်သက်ရင်တစ်ကွက်ကောင်းဒီ20ခွန်နဲ့ပတ်သက်လို့တစ်ကွက်ကောင်းဒီခွန်လေးဒါဒီမင်းရောနှစ်ကွက်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုရနာခွင့်ပြုပါကျွန်တော်ရဲ့လာရှိုးဗီဒီယိုဖိုင်လေးကိုဆက်လုံးယူပြီးတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအကိုဒီမားတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနေရပါစေလုံဆလာမလေးပြေဝနေရပါစေအားလုံးပဲမင်္ဂလာရှိတဲ့စကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုထားရကိုယ်ကြီးပန်းနေရပါစေလို့ကျွန်တော်တို့ပြောသူအောင်မဆုံးမအောင်တောင်းပေးလိုက်ပါတယ်တရားလုံးပဲကိုလက်ပါအားလုံးပဲကံကောင်းရပါစေဗျ